အားလုံးပဲမင်္ဂလာပါဒီနေ့လေးကတောက်ကြနေဖြစ်တဲ့အတွက်အဘဲတို့မိသားစုရန်ကုန်တိုင်းကြောက်တန်းမြို့နယ်မှာရှိတဲ့ဒီတောင်ပြည်ဒီကတောက်ကြနေရကြအောင်ပါပြီးတော့ဒီနေ့တော့ဒီနေ့လေးကတော့ဒီတောက်ကြနေလို့ဆိုတော့ဖះเจ้าမှာလူစီကားလွတ်နေပါတယ်ဖះเจ้าကိုဝင်လာတဲ့အချိန်မှာဖះဘူးဧည့်သည်တွေစိတ်နှလုံးစီးပြီးချမ်းမြေ့စွာနဲ့ပွဲပေးလို့ရအောင်ဖះเจ้าကစီစဉ်ပေးရတယ်တတ်မှတ်ပေးရတဲ့ပွဲတစ်ပွဲကိုငွေကျပ်6,000ပေးရပါတယ်ပြီးရင်ဖះခေါ်ပါကစီမှာဒီပွဲကိုအားချထည့်ပြီးတော့ဆူတောင်းပြီးဒီကညမှာဒီဖះကိုတိတ်ဆိုတော့တောင်းတဲ့ရံပြည့်ပေါင်းပြီးတော့တန်းစီရပါတယ်။ဒီကတော့လူလေးမနေများတဲ့အတွက်အဲအကြောင်းပါဒီအပေလီတို့ကတော့မြင်နေနိုင်ပါမယ်။တလို့စားတဲ့အပေအတွက်ကတော့ဒီညအကြောင်းလို့ပြောပြနေနေတာပေါ့။အဲကြောင့်မှဒီမိုဒေလ်ကြီးနဲ့ဒီလိုနေတယ်ကာကူပွဲပေးလို့ရတယ်ဆိုတော့ပြီးဆိုရင်9ရက်သားသမီးကိုအယုတ်လက်အမြင်ပြီးပြီးဆိုစားတောက်နိုင်တယ်ဒီမစားတော့တယ်ဘာလို့ပေါ့ပေးလို့စားတော့ကြမှာလဲမတော့ရုပ်လက်မြင်ပြီးဘာလို့မလဲပြပြမေးတယ်ပြပြလာအားရောက်တော့ဆောင်ပါတယ်အဲ့ဒါလို့ပေးရင်ပါဒီရတော့ပါခေါ်လည်းမသိဘူး哪里了？这里了，一段小跟哪里？啊。啥路线？对了。我说。就乌金是就没是路线，第一个65定加定比较，这帮没是路线，路线的乌嘞，他们就5定别的嘛，他的路地铁呀吧嘞，他说别的就打怕，一边，别把嘞。ကြောက်တန်းမြို့မှာငကွန်ဆက်သားမိုက်ဆိုတော့လေးကိုတင်ဆက်လိုက်